တကယ်တမ်းပြောရရင်မိုဘိုင်းလိကျမှာမစ်လိန်ဆော့တဲ့မေတို့ကတော်တော်လေးကိုလွယ်ကြရလို့ထင်ကြတယ်။ဒါပေမဲ့မစ်လိန်မှာနေတဲ့မိတ်တွေကရောမာတွက်နေလို့ပဲအလုံးများတယ်။သူတို့ကဟီရိုနေချပေါ်မူ TV လဲရိုရီရှင်တွေဂျန်ငယ်ကန်းကင်းတွေကိုကိုအသင်းနဲ့လက်ရောညီထွေအောင်ဆော့ရတယ်။နောက်ပြီးကိုကိုင်းမဲ့ဟီရိုကဘယ်လိုဟီရိုမျိုးလဲဒီဟီရိုနဲ့အသင်းကိုဘယ်လိုအသာရအောင်ဆော့ရမလဲဆိုတာကိုပြပြပေးပါမယ်။ပထမဆုံး objective fight တွေမစရင်တစ်ဖက်တင်းဘက်က damage hero တွေကိုတွေးရအောင်ပဲဖြစ်ဖြစ်ဗတဲဆိုင်လို့ရှုံးနေတဲ့အချိန်လောင်းတဲ့ damage တွေနဲ့တစ်ဖက်တင်းကိုဒုက္ခပေးနိုင်တဲ့ Fasa ဆိုတဲ့ hero ကအရင်တည်းကဘတ်တာလည်းမရှိသလို nerf တာလည်းမရှိတဲ့ hero တစ်ကောင်ပြီးတော့ဒီ season မှာဆိုရင်အာလီမာတွေက objective အားတာချက်တွေကိုယူပြီးပွဲကိုအနိုင်ရအောင်ဆော့ကြတာကြောင့် objective အားတာတဲ့ main hero တွေနေတူ Fasa လို့လောင်းတဲ့ damage များတဲ့ hero ကိုယူပြီးဗတဲမစခင်မှာတည်းကအသာသီးအောင် damage ပေးလို့ရတယ်။ဒါပေမဲ့အခု season ရဲ့ပြောင်းလဲမှုတွေမှာ objective fight အားတာတဲ့ hero တွေက period နဲလာမှုနဲ့အတူဂျန်ငယ်လာတွေ goal line number sman တွေကိုတွေးလျှော့ဖို့ရအားတာတဲ့ Fasa လို့ hero ကိုပြန်ကင်လာကြတယ်။တကယ်တမ်းပြောရရင်လည်းသူ့ရဲ့ ultimate ဖြစ်တဲ့ feather airstrike damage ကလည်း damage output တော်တော်လေးများသလိုတစ်ဖက်တင်းဘက်ကဂျန်ငယ်လာနဲ့ masman ကိုထိရင်လည်း airstrikeနှစ်ချက်နဲ့တွေးတော်တော်လေးရောနိုင်တာကြောင့်အခုနောက်ပိုင်းမှာ Fasa လို့ long range magic damage ရမ်းများတဲ့ hero ကို team fight တွေမှာအသာရဖို့ဆော့လို့ရတယ်။ဒါပေမဲ့သူ့ရဲ့အားနည်းချက်တစ်ခုက ultimate 3ရဲ့အထိုင် position ယူပြီးသုံးရတာကြောင့်တစ်ဖက်တင်းဘက်က mobility မြင့်တဲ့ assassin တွေနဲ့ဆိုရင်တော်တော်လေးကို safe play ဆော့ရပြီးကိုတာ vision ယူတတ်ရင်အဲအားနည်းချက်ကိုဖြေရှင်းနိုင်ပါလိမ့်မယ်။နောက် hero တစ်ကောင်ကတော့ team fight play ဆော့လို့အရန်ကောင်းတဲ့ လောင်ရီဆိုတဲ့ hero က10 5 party ဆိုရင်တော်တော်လေးကိုဆော့လို့ကောင်းတဲ့ hero တစ်ကောင်လို့ပြောရမယ်။ဒါတင်မဟုတ်သေးဘူး။သူ့စီက skill 1နဲ့ skill 2ဖြစ်တဲ့ dispersion rotation တွေကိုကောင်းကောင်းသုံးချနိုင်ပြီးရင်းနဲ့ရအောင်တေချာသုံးနိုင်ရင်လောင်ရီဆိုတဲ့ hero ကတော်တော်လေးကိုကောင်းတဲ့ hero ဖြစ်ပါတယ်။နောက်ပြီးသူ့ရဲ့ skill ကလည်းတစ်ဖက် enemy တစ်ကောင်တွေကိုထိတာမဟုတ်ပဲအနားမှာရှိတဲ့ hero တိုင်းကိုသူ့စီက stand ထိရောက်နေတာကသူ့ရဲ့အားသာချက်ဖြစ်တယ်လို့ ultimate dimension ကလည်းမတ်တစ်ခုလုံးသွားနိုင်နေတာနောက်ထပ်အားသာချက်တစ်ခုလို့ပြောရမယ်။နောက်ပြီး ultimate dimension နဲ့ early lane ကင်းတွေမှာ surprise pick တွေဖန်တီးနိုင်တယ်လို့အသင်းနေနေတဲ့အချိန်တွေမှာဆိုရင်လည်းတစ်ဖက်တင်းဘက်က main carry hero တွေဖြစ်တဲ့ Jungler နဲ့ Masman ကိုချက်ချင်းကန်းကင်းလုပ်ပြီးပွဲအဖြူကိုပြောင်းလဲပေးနိုင်တယ်။နောက်ထပ် hero တွေလည်းအများကြီးရှိနေတယ်ဆိုပေမဲ့ဒီ main hero နှစ်ကောင်ဟာတစ်ဖက်တင်း balance ကိုကောင်းကောင်းဒုက္ခပေးနိုင်ပြီး game changer လုပ်ပေးနိုင်တဲ့အကောင်းဆုံး hero တွေဖြစ်တယ်လို့ပြောကြရင်လည်းဒီ video လေးကိုအဆုံးသတ်ချင်ပါတယ်